Hello everyone, Bright English Academy ရဲ့ grammar video class လေးရာနဲ့အားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်တော်အရင်တုန်းက video တွေမှာ present tense အကြောင်းကိုသိချာပြောပြပြီး present tense နဲ့မှာပါတယ်။တစ်ခုချင်းစီအကြောင်းကိုလည်းရှင်းပြပေးပြီးသားပြီ။အဲ့တော့ကျွန်တော်ဒီတစ်ခါကျတော့ present tense ဒီအကြောင်းကိုသွားကြမယ်။ present tense ဆိုတာဘာလဲပေါ့။အဲ့ present tense ကကြတော့အတိတ်ကာလမှာဖြစ်ခဲ့တဲ့အရာတွေပြောမှာတော့ဘယ်လိုအခြေအနေမှာသုံးလဲဆိုတာကိုတူတူကြည့်ကြမယ်။အရင်ဆုံးကတော့ present simple ဆိုတာ verb 2ကိုပြောချင်တာ subject plus present simple verb 2ပေါ့။အဲ့ဆိုရင်ဘာနေရာမှာသုံးလဲပေါ့ဘယ်နေရာမှာသုံးလဲဆိုရင် completed actions of the person အတိတ်မှာဖြစ်ခဲ့ပြီးတဲ့အရာအတိတ်မှာလုပ်ခဲ့ပြီးတဲ့အရာတွေပြောခြင်း verb 2ကိုသုံးတယ်လုံးဝအတိတ်မှာလုံးဝလုပ်ပြီးသွားတယ်လုံးဝပြီးဆုံးသွားပြီเนาะအခုနဲ့မစားဘူးပေါ့နော်အတိတ်မှာဖြစ်ခဲ့တဲ့ဟာတွေပေါ့ example အနေနဲ့ဆိုရင်ဒီမှာက I went to Japan last year 5မိနစ်ကဂျပန်ကိုသွားခဲ့2မိနစ်ကဘာလုပ်ခဲ့ရလဲဂျပန်ကိုသွားခဲ့တယ်အဲ့ဒါဖြစ်တဲ့အတွက် verb 2ကိုသုံးရင် went เนาะဟုတ်ပြီနောက်ခုWe bought this house in 1998. ငါတို့ဒီအိမ်ကို1998ခုနှစ်မှာဝယ်ခဲ့တယ်။ငါတို့က1998ခုနှစ်မှာအဲ့အိမ်ကိုဝယ်ခဲ့ရဖြစ်တဲ့အတွက်ကျွန်တော်တိတ်မှာပြီးသွားပြီ။ပြီးသွားတာဖြစ်တဲ့အတွက် verb 2 present simple verb 2သုံးထားတယ် bought ရမယ်နော်။နောက်ခု Leonardo da Vinci painted the Mona Lisa. Leonardo da Vinci က Mona Lisa ပတိကကိုရေးဆွဲခဲ့တယ်။အဲ့အတိတ်မှာရေးဆွဲခဲ့တာလေ။အတိတ်မှာရေးဆွဲခဲ့တာလောက complete action ဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော် verb 2 present simple ကိုသုံးထားတယ် paintedရမယ်နော်နောက်ခု My grandfather was a nice man ငါ့ရဲ့အဖေကကောင်းမွန်တဲ့သူဖြစ်ခဲ့ကောင်းမွန်တဲ့သူဖြစ်ခဲ့အတိတ်မှာတော့သူ့ရဲ့အဖေကကောင်းမွန်တဲ့သူဖြစ်ခဲ့အဲ့ဒါကိုပြောချင်တာဖြစ်တဲ့အတွက်ကျွန်တော် person verb 2 was ကိုသုံးတာအဲ့တော့ was ဆိုတဲ့စကားလုံးကဘယ်ကလာတာလဲအဲ့တော့ was ဆိုတဲ့စကားလုံးဘယ်ကလာလဲဆိုတော့ကျွန်တော် BEB ဆိုတာလာတယ် BEB ဆိုတာဘာလဲဆိုရင်ရှိသည်ဖြစ်သည်ပေါ့သူ့ရဲ့ဘဝဆိုရင်က am is ကဘာလဲ verb 1နောက်တစ်ခုကsorry verb 1เนาะနောက်တစ်ခုကတော့ပြီးရင် verb 2က was where သူကတော့ verb 2ရမယ်เนาะနောက် verb 3ကတော့ ping က verb 3ဟုတ်နော်verb ing ကတော့ပြီးရင်ပေါ့တော့ verb ing ဆိုရင်ကျွန်တော် B ရဲ့ verb 1 verb 2 verb 3 verb ing အကုန်လုံးကိုတည်သွားပြီပေါ့ဆိုရင်ဒါက verb 1 verb 2 verb 3 verb ing အဲ့တော့ဒါလေးကိုတက်လိုက်မယ်ပေါ့နော်နောက်တစ်ခုအဲ့တော့ဒီမှာ verb 2က was past simple နော်နောက်တစ်ခုကကြတော့ my grandfather died 3 months ago my grandfather passed away 3 months ago ငါ့ရဲ့အဖေကလွန်ခဲ့တဲ့3လဆုံးမသွားခဲ့အဲ့တော့အတိတ်မှာပြီးသွားပြီဆုံးမသွားခဲ့အဲ့ဒါကိုပြောချင်တာအတိတ်မှာပြီးပြတ်သွားတာကိုဖြစ်တာပြောတဲ့အတွက်ကျွန်တော် very simple verb 2ကိုသုံးထားတယ်ဒီမှာနှစ်ခုပြောပြထားတယ်နှစ်ခုလုံးအတိတ်ပဲအတူတူပဲပေါ့တိုင်းဆိုတာကလည်းတည်ဆုံးတယ်၊ကွယ်လွန်တယ်။ first away ဆိုတာကလည်းတည်ဆုံးတယ်၊ကွယ်လွန်တယ်။အကုန်လုံးကနှစ်ခုလုံးကအတိတ်ပဲတူတူပဲ။ဘာကိုပြောချင်တာလဲဆို verb 2ကိုသုံးထားတာကိုပြချင်တာပေါ့။အဲ့ဆိုရမယ်နော်။နောက်ခု She worked at the school from 2002 to 2024။ဒီမှာဒီကျောင်းမှာ2002ခုနှစ်ကနေ2024ခုနှစ်အထိလုပ်ခဲ့တယ်။2002ခုနှစ်ကနေစပြီး2024ခုနှစ်အထိလုပ်ခဲ့ရ2024အထိလုပ်ခဲ့ပြီးပြီ။လုပ်ခဲ့တယ်ပေါ့နော်။လုပ်ခဲ့အတိတ်မှာလောက်ပြီးသွားပြီ။အဲ့တော့အဲ့ဒါကိုပြောချင်တာဖြစ်တဲ့အတွက်ကျွန်တော် present ပဲ verb 2ကိုသုံးထားအဲ့ walk ဟုတ်ပြီနော်နောက်တစ်ခုမှထားရမှာပါလဲဆိုတော့ဒီ present ပဲဘောနော် present ပဲ verb 2ဘာနဲ့မှားလေးရှိကြလဲဆိုတော့ကျွန်တော် present perfect နဲ့သွားမှားတယ်ဟုတ်လဲဆိုတော့မှားလဲမှားချင်စရာပဲပေါ့နော်မှားလဲမှားချင်စရာပဲဆိုတာနှစ်ခုလုံးကအတိတ်မှာဖြစ်ခဲ့တဲ့ကိစ္စတွေ complete action တွေလေ complete action တွေပြောတဲ့အခါမှာသုံးတာကိုအဲ့တော့အဲ့နှစ်ခုကိုမှားရည်တက်ကြတယ်မှားရည်တက်တယ်မှားသုံးတက်တယ်ဘာလို့တတိထားမလဲဆိုရင်ကြတော့နော်ဒီချေရောဒီ person ပဲမှာကြာဘယ်လိုစလုံးလေးနဲ့တွဲလဲဆိုအချိန်ပြပုတ်လေးနဲ့တွဲအဲ့အချိန်တစ်ခုမှာပြီးခဲ့တာပြီးသွားခဲ့ပြီเนาะအခုနဲ့မဆက်နွယ်တော့အဲ့အချိန်ကာလတစ်ခုမှာပြီးသွားခဲ့ပြီဥပမာဘာလဲဆိုရင်များသောအားဖြင့်ပေါ့နော်ဒီ person ပဲနဲ့သုံးတဲ့စာကြောင်းတွေမှာဘာလဲဆို yesterday မနေ့ကတို့ last Tuesday လွန်ခဲ့တဲ့အင်္ဂါနေ့ last year မနှစ်က in 1998 1998ခုနှစ်က3 years ago လွန်ခဲ့တဲ့3နှစ်က1 hour ago လွန်ခဲ့တဲ့တနာရီ etc ပေါ့နော်အဲ့လိုအစရှိရတယ်ပါတယ်ပေါ့ဒီမှာဆိုရင် I went to Japan last year ငါကမနေ့ကဂျပန်ကိုသွားခဲ့ဒီမှာကျတော့ present ပဲ verb 2မှာအချိန်ပြပုတ်တွေပါတယ်ဒါမျိုးလေးပေါ့နော်ဒါပေမဲ့ present perfect မှာကျတော့
complete action တခုပြောချင်တယ်ဆိုရင် အချိန်မပါဘူးလေပြီးသွားပြီဆိုတဲ့ဟာကိုပြောတာဟုတ်တယ်နော်အဲဒီမှာဆို example ကြည့်မယ်ဆိုရင် present perfect ကိုသုံးတာကြတော့ Susu has finished her homework Susu ကသူမရဲ့အိတ်စာကိုပြီးသွားခဲ့ပြီ complete action နော် complete action လောက်ပြီးသွားခဲ့ပြီမကြသေးခင်ကပြီးသွားခဲ့ပြီအဲ့လိုမျိုးသုံးထားတယ်ဒီမှာကျတော့ present simple verb 2မှာဒါဘယ်လိုသုံးထားလဲ Susu ဒါက past မပါဘူးနော်အဲ့လိုချက်ပါလို့ပြင်မယ်ဒါလေးမပါဘူး okay ဒီအဲ့ဆိုဟုတ်ပြီနော်အဲ့ဆိုရင်သူကဒီအပေါ်ကဟုတ်ပြီအပေါ်ကချေရို present perfect နဲ့သုံးတာကျ has finished လေဒီမှာကျတော့ချေရိုက present simple နဲ့သုံးတာ present simple နဲ့သုံးတာကနောက်မှာ present simple နဲ့သုံးထားတာဆိုတော့Susu finish her homework 10 minutes ago အချိန်ပြပုံလေးပါတယ်ကျွန်တော်ခဏပြောထားသလိုပဲအချိန်ပြပုံလေးပါတယ်ဒီခဏ1 hour ago တို့ 3 years ago တို့အဲ့လိုမျိုး ago အဲ့လိုဟာလေးပါမယ်ပြီးရင် last day yesterday တို့အဲ့လိုဟာလေးပါတယ်ပေါ့နော်အဲ့ဒါကကျတော့ကျွန်တော် present simple verb 2သုံးတာဒါဆိုရင် Susu finish her homework 10 minutes ago Susu ကဒီမှာအိမ်စာကိုလွန်ခဲ့တဲ့10 minutes ကပြီးသွားခဲ့ဒီမှာအဲ့တော့ကျွန်တော်ဒီမှာကျတော့အချိန်လေးပါတာဖြစ်တဲ့အတွက် present simple သုံးထားတယ်အဲ့နှစ်ခုလုံးကဘာတူကပါလဲဆိုတော့ပြီးပြသွားတဲ့ action ကိုပြောတဲ့အခါမှာနှစ်ခုလုံးသုံးလို့ရတယ်ဒါပေမဲ့ first simple ကကြတော့အချိန်ပြပုတ်လေးပါတယ်လုံးဝပြီးပြသွားတယ်အဲ့တော့ဒီမှာဆိုရင်ပြောထားသလိုပဲ sentence တစ်ကြောင်းမှာအချိန်ပြပုတ်ပါတဲ့အချိန်ကြရင်တော့ present perfect ကိုသုံးလို့မရအောင် first simple ပဲသုံးမယ်အဲ့ဆိုရင်တော့ဒီနှစ်ခုပါချက်ကိုနားလည်မယ်လို့ထင်တယ်နော်ကဲအဲ့ဆိုလို့ရှိရင်ဘောနော်ချေတို့ကဒီ first simple အကြောင်းကိုလည်းပြပြပေးပြီးသွားပြီနောက်ထပ်ဒီ present simple နဲ့ present perfect မှားတဲ့အကြောင်းလည်းပြပြပေးသွားပြီပေါ့နော်အဲဆိုရင်ကျတော့အခု past tense series တွေကတခုပြပြီးသွားပြီအဲ့တော့ဒီဟာကိုလည်းသုံးပြီးတော့စာကြောင်းလေးရေလုပ်နိုင်တဲ့လောက်လုပ်ကြည့်ပေါ့အနည်းဆုံးဒီဟာဒါပုံစံမျိုးပဲရှိအောင်အဲ့တော့အနည်းဆုံးဒါကို9ကြောင်းလောက်လုပ်ကြည့်ပေါ့နော်9ကြောင်းလောက်လုပ်ကြည့်လို့ရှိရင်တော့ပို့ပြီးတော့ဒီ tense ကိုနားလည်သွားမယ်လို့ထင်တယ်ပေါ့နော်အဲဆိုရင်နောက်ထပ် video ပြန်တွေ့ပါမယ်ဒါကိုတေချာလေးလုပ်ထားကြည့်ပေါ့နော် bye